စုစုပါအခုလိုလာပြီးလိုက်ွက်လာလားဟာလားအကိုလားအမလားခိုင်ကြီးလဲဆိုတော့ညီမလေးလားဟာလားဘာတူလဲညီမလေးလားမင်းကလေးရလိုက်ွက်လာလားဟာလားအကိုလာတာပါအဝါပေးရင်ဂျာတနခါလေးကိုပဲမုန်းလိုက်တာမလေးခင်းလိုက်ဆူ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 ဟယ်လိုမင်္ဂလာပါကျေးဇူးပါရှင်ကျေးဇူးပါကျေးဇူးပါမမကြီးကျေးဇူးတင်ပါတယ်ရှင်နားနေဟယ်လိုမင်္ဂလာပါရှင်ကျေးဇူးပါမမကြီးကျေးဇူးတင်ပါတယ်ရှင်ရှင်ကလည်းကျမလည်းရှင်ကလည်းကျမယောက်ျားလေးပါမသိဘူး live ဝင်နေဆိုတော့ main ကလေးတင်ပြီးပါ sorry ပါရှင်နားနေဟယ်လိုကျေးဇူးပါမမကြီးကျေးဇူးအများကြီးတင်ပါတယ်နော်နားက live ဝင်လာဒီနေ့နဲ့ဆိုရင်ဟိုပါလဲ14ရက်လောက်ပဲရှိသေးရနားရဲ့ agency ကနားကို 3 star လေးပြည့်အောင်ပြည့်3 star လေးကြော်အောင်လေးပြည့်လုတ်လိုက်အဲ့လိုပြောနေရအားလုံးကပူစားတာပူစားနားရဲ့ live ကြပြီးလို့တင်အခုတော့3 star လေးပြည့်သွားပြီဆိုတော့ဘယ်သူမှလည်းထက်လည်းမပြည့်ပြကြတော့ဟုတ်လားကျမရေယောက်ျားလေးလည်းပြောပြီးတော့ကျမလို့ဘယ်လိုပြောလဲပဲစီဆိုတာဘယ်လိုမျိုးလဲနန်းတိတ်နားမလဲလဲပဲအဲ့လိုလဲပဲကြနားမလဲလဲပဲစီဘာညာကြနားမလဲဒီအဲ့နေဘာညာခန့်လာတော့နာဟိုရက်ကမှတည်ရအဲ့လိုမျိုးလုံးသက်တယ်လဲပဲစီကိုအဲ့လိုမျိုးရှိရနန်းဖြစ်နေတာဗာလဲဆိုတော့နန်းအခုလို live လွှင့်ထားတယ်မလားလိုက်ညွှန်ထားတယ်ဆိုရင်နန်းကဘယ်လိုဖြစ်လဲဆိုနန်းရဲ့ဘောထဲမှာကွာနန်းရဲ့ဒီ profile ထဲမှာကွာအဲ့လိုဘောလေးထဲမှာနန်းလွှင့်ထားတဲ့ live ကိုသူများကနာကြည့်လို့ရလွှင့်ပြီးတာကွာဝင်ကြည့်လို့ရသူများပြန်တင်ထားအဲ့လိုမျိုးလေးတင်နေတာအဲ့ဒါကလည်း level တစ်ခုရောက်မှတင်လို့ရမှာပဲအဲ့တော့နန်းတင်လို့မရသေးဘူးအဲ့လိုမျိုးလေးတင်လို့ရကြတာဘယ်လိုလုပ်ရမှာတင်လို့ရဖို့တော့အများကြီးစူးစမ်းရအောင်ပါတကယ်မသိတာနဲ့ live လွှင့်တာမကြသေးဘူးအမလီမသိရင် तू မသိတယ်လို့ပြောတယ်ရှင်ကျမကိုရမ်းထင်ကြီးရပဲကျမမသိလို့ဒီ live တဲ့သူတွေတင်ပေးရအများကြီးပဲသိလားအကောက်ဝင်လေးတွေမွေးချင်မအောင်လို့ဝယ်ပြီးရတဲ့အရာဆိုဘယ်မှမကြိုက်ဘူးဟိုကစူးစမ်းလို့ရတဲ့ဟာပဲကြိုက်တယ်ဝယ်ပြီးဖြစ်ရတာဆိုလုံးဝမကြိုက်ဘူးတချို့ဆိုတော့အမလီမဝင်ဘူးတချို့ဆိုရင် TikTok ကြီးပိုင်းမှာဆိုပုံလေးပိုင်းတင်လိုက်ရင် view ရအောင်သူတို့ view တွေပိုင်းလာဝယ်တယ်ကွာမဝယ်ဘူးနဲ့အဲ့လိုမျိုးဝယ်ပြီးရတာမျိုးတော့မလိုချင်ဘူးရတဲ့လောက်ပဲသွားအဲ့လိုမျိုးပဲတမိုးကြတယ်အဲ့လိုမျိုးစိတ်ထားလို့လားမတက်တယ်ဘယ်ချိန်ပဲတင်တယ်ဘယ်ဘလူပဲတင်တယ် TikTok မှာဆိုအရင် view တက်ပြီးအရင်အဲ့လိုမျိုးလေးဘယ်ရတင်နေအမြဲကြည်ရတယ်ဘယ်တင်လိုက်နေတင်လိုက်ရင်တဲ့ဘယ်တင်လိုက်နေဆိုအဲ့လိုဝယ်ပြီးမတင်ချင်ဘူးတဲ့အဲ့လိုမျိုးကွာဘယ်လိုပြောရမှာလဲကိုစူးစမ်းလို့ရတဲ့ဟာနဲ့ပဲပြင်ချင်တာအဲ့လိုမျိုးဝယ်ပြီးတော့အဲ့လိုမျိုး level တော့မတင်ချင်မမရဲဝယ်ပြီးမဟုတ်